chatbot တွေပုံဆွဲခိုင်းတဲ့ AI တွေကိုခဏမိထားလိုက်ပါအဲ့ဒါတွေက model ခေတ်ဟောင်းပါ2025မှာ Google ကခေတ်တစ်ခုကိုစလိုက်ပါပြီကိုစားလဲ agent ခေတ်ပါသင်က AI ကတင်းကိုအကြံပေးတဲ့အကျွင်းရင်းမှုလို့ပါအခု AI ရဲ့အသစ်ကတင်းအစားလက်တွေ့အလုပ်လုပ်ပေးမဲ့လက်ထောက်အစ်စ်ထစ်လာပါပြီတင်ကပြောရုံပဲသူကလောက်ပေးတော့မှာဒီလက်ထောက်အသစ်ရဲ့ဦးနောက်က Gemini 2.5 ပါသူ့ရဲ့အကြီးမားဆုံးအစွမ်းကအရာအလုံးကိုတပြိုင်တည်းနားလည်နိုင်တာပါဥပမာအရင်က AI ကိုစာပဲရိုက်ထည့်လို့ရတယ်အခု Gemini 2.5 ကိုစက်ပြက်နေတဲ့ video file တစ်ဖိုင်စက်ကထွက်နေတဲ့အတန် file တစ်ဖိုင်ပြီးတော့စက်ကကြောင်းရေးထားတဲ့ PDF အစာအုပ်တစ်အုပ်အဲ့ဒီ၃မျိုးလုံးကိုတစ်ခါတည်းပြီးထားပါရှင်းနေတာလဲဘလို့ပြင်ရမလဲလို့မေးလို့ရသွားပြီသူကအကုန်လုံးကိုခြုံငုံနားလည်ပြီးအဖြေပေးပါလိမ့်မယ်နောက်တစ်ခုက AI တွေရှောက်ပြောတယ်အမားတွေပါဆိုတာကြားဟုမှာပါအခု Gemini 2.5 မှာ DeepThink ဆိုတဲ့ခလုတ်အသစ်ပါတယ်ဗျာတင်ကမြဲမလို့ဘူးအမှန်ဖြစ်ဖို့ပဲလိုတယ်ဆိုရင်သူကအချိန်ယူပြီးတေချာပြန်စဉ်းစားပေးတယ်ဒါကြောင့်ရှုပ်ထွေးတဲ့မိခိုးတွေမှာအမှားနဲ့ထွာလာပေါ့ဒါကအမိုက်ဆုံးအပိုင်းပဲဒီ AI တွေလက်တွေမလုပ်နိုင်ပြီလေတခုတင်ကွန်ပျူတာကိုသုံးတတ်တဲ့ AI တင်ကသူ့ကို screenshot တစ်ပုံပြပြီးဒီပုံထဲကအတိုင်း form ဖြစ်လိုက်လို့ပြောတာနဲ့သူကတင် screen ကိုကြည့်ပြီးဘယ်ခလုံးနဲ့ဘယ်မှာစာရရမလဲဆိုတာလူတစ်ယောက်လိုလုပ်ပေးတော့မှာနှစ်စက်ရုပ်တွေကိုတင်ပေးနိုင်တဲ့ AI အရင်ကစက်ရုပ်တစ်မျိုးအတွက်ရေးကြတဲ့ program ကနောက်တစ်မျိုးမှာသုံးမရဘူးအခု AI ကစက်ရုပ်အမျိုးအစားမတူရင်တောင်ဒါကပန်းတီဒီလိုကောက်ရတယ်ဆိုတာကိုအကုန်လုံးကိုတခါတည်းတင်ပေးနိုင်ပါပြီ3 software တွေ website တွေအတွက် AI ကိုခံအားစနစ်သူက security ပတ်နေတဲ့နေရာကိုရှာတွေ့ရုံမကဘူးအဲ့ဒီအပတ်ကိုဖာပြီးမဲ့ကိုပါသူ့ဘာသာသူရေးပြီးပြန်ပေးနိုင်လာတယ် creator တွေ video ဝါသနာရှင်တွေတော့ဒါကတကယ့်တော်လန့်ရေးပဲGoogle ရဲ့ Veo 3.1 Video AI အသစ်ပါအရင် AI ဗီဒီယိုတွေကအတန်တစ်ကားတွေလိုပဲအခု Veo 3.1 က Video Fantic ကလေးကစကားပြောစမ်းတွေ Sound Effect တွေပတ်ဝန်းကျင်အတန်တွေကိုတခါတည်းထည့်ပေးလာတယ် AI ဗီဒီယိုတွေရဲ့အကြီးဆုံးပြဿနာကဇက်ကောင်မတူတာပဲပထမ shot ကမင်းသားကနောက် shot မှာရုပ်ပြောင်းသွားတော့အခုဒီမင်းသားပုံကိုသုံးဆိုပြီးပုံတစ်ပုံပေးလိုက်တာနဲ့ shot ဘယ်နှခုပြောင်းဒီဇက်ကောင်ဒီရုပ်ဒီအဝတ်စားနဲ့ပဲတသမတ်တဲထုတ်ပေးနိုင်ပါပြီဒါတည်းမကဘူးဗီဒီယိုကိုဆက်ဆွဲခိုင်းလို့ရတယ်ပြီးတော့ပထမပုံကဒီမှာစနောက်ဆုံးပုံကဒီမှာဆုံးဆိုပြီးပုံနှစ်ပုံပေးလိုက်တာနဲ့ကြားထဲကကင်မရာလှုပ်ရှားမှုကိုအမိုက်စားဖန်တီးပေးနိုင်တယ်ဒီ AI တွေကတစ်လက်သေးကိုဘယ်လိုရောက်လာမလဲ Pixel 10 ဖုန်းအသစ်တွေမှာ Gemini Nano ဆိုတဲ့ AI တီးတန့်ပါလာတော့မှာဒါကြောင့်တင်ဖုန်းကပိုအလိုက်တီလာမယ်တင်မေးခွန်းမမေးခင်သူကလိုအပ်တာကိုကြိုတွေးကြည့်အကြံပေးလာလိမ့်မယ် Google Home Assistant ကလည်းပိုချလာပြီအခန်းကလွဲပြီးကြံတဲ့မီးတွေအကုန်ပိတ်ဆိုတာမျိုးရှုပ်ထွေးတဲ့စကားတွေကိုနားလည်လာပြီ Google Search ကလည်း AI နဲ့ပေါင်းသွားပြီရိုးရိုး link တွေပဲပြောတော့မှမဟုတ်ပဲတင်ရှာဖွေတာကိုနားလည်ပြီးအနှစ်ချုပ်အဖြေတွေကိုပါပြပေးလာပါပြီပြောချင်တာက2025မှာ AI ဆိုတာတင်ကမေးသူကဖြေတဲ့ကတိရတတ်မဟုတ်တော့ဘူး AI ဆိုတာတင့်ကိုစားလက်တွေ့အလုပ်လုပ်ပေးမယ်တင့်ကွန်ပျူတာကိုသုံးပေးမယ်တင်အစားစဉ်းစားပေးမယ်လက်ထောက်အစ်စ်ဖြစ်လာတော့မှာပါဒီအကြောင်းအရာကိုစိတ်ဝင်စားတဲ့ဆိုရင် channel ကို subscribe လုပ်ထားပါဒီ AI အသစ်တွေနဲ့ဘာတွေဆက်လုပ်နိုင်မလဲဆိုတာစောင့်ကြည့်သွားအောင်တင်တာဒီလို AI လက်ထောက်တယောက်ရရင်ပထမဆုံးဘာခိုင်းစေခြင်းလဲ comment မှာရေးခဲ့ပါအောင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်ပြောတာကိုအဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်